မင်္ဂလာပါကျွန်တော်ကတော့ပိုးစောဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုဒုတိယနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်တာက9လပိုင်း9ရက်နေ့6ရက်နေ့9ရက်နေ့အင်္ဂါဗုဒ္ဓဦးကြာသပတေးဒီ3ရက်အတွင်းမှာကျွန်တော်ရရှိထားတဲ့အပူးမပါအခွေကိုပြောပြပေးချင်တယ်အခွေကကနန်း6ခုခွေရမှာဖြစ်တဲ့အတွက်များတယ်3ရက်အတွင်းမှာဒီကနန်း6လုံးခွေထားတဲ့အခွေကိုဇာတုံးမွေးထိုးဖို့အတွက်ပေးခြင်းမဟုတ်ပါဘူး3ရက်အတွင်းမှာမိတ်ဆွေတွေရဲ့နေထိုင်တဲ့တိုက်ကြည့်ပြီးတော့ကျွန်တော်ပေးထားတဲ့အခွေတွေကကြိုက်တယ်ဆိုရင်ကြိုက်တဲ့အကွက်ကိုယူသုံးလို့ရအောင်ကျွန်တော်အခုလိုမျိုးပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေ3ရက်အတွင်းမှာကျွန်တော်ရရှိထားတဲ့အခွေကတော့ခွန်1 3ည489ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ပြန်ပြီးတော့ပြောပြပေးပါမယ်ခွန်1 3ည489ဖြစ်ပါတယ်ဒီအခွေက9လပိုင်း9ရက်နေ့ကနေ9ရက်နေ့အထိ3ရက်အတွင်းမှာဂရုစိုက်ရမယ်အခွေဖြစ်ပါတယ်တချို့ကအခွေပြောလိုက်တယ်ဒါပေမဲ့မတွဲတတ်ဘူးအလုံးမတွဲတတ်တဲ့သူတွေအတွက်ကျွန်တော်အကွက်ပြန်ပြီးတော့ပြောပြပေးမယ်ခွန်1 3ည489ကိုအကွက်ပြန်ထုံမယ်ဆိုရင်ရရှိလာတဲ့အကွက်ကကျွန်တော်ရဲ့မိတ်ဆွေတွေစာရွက်ထဲမှာချပြီးတော့ရေးထားလိုက်ပါခွန်1ခွန်3ညခွန်4ခွန်8ခွန်9 10 14 18 19 3ည4 3ည8 3ည9 4 8 4 9 8 9ဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီ15ကွက်ဟာ3ရက်အတွင်းမှာမိတ်ဆွေတွေရဲ့နေတိုင်းနဲ့တိုင်ကြည့်ပြီးတော့ကြိုက်တဲ့အကွက်ပါတယ်ဆိုရင်ယူပြီးတော့အသုံးပြုလို့ရအောင်ကျွန်တော်ပြောပြပေးခြင်းပဲဖြစ်ပါတယ်အနည်းဆုံးဒီထက်ကတော့တစ်ကွက်ကတော့ထွက်မှာဖြစ်ပါတယ်ခင်ဗျာ